မင်္ဂလာပါခင်ဗျာနက်ခက်ကနေကြိုးစုပါရယ်အခုဆိုရင်ကျွန်တော်တို့2026ခုနှစ်ရဲ့ဒုတိယမြောက်လဖြစ်တဲ့ဖေဖော်ဝါရီလတွေကိုရောက်ရှိလို့လာပါပြီဒီလထဲမှာကျဲတရာတွေရဲ့အနေအထားအရတခြားယာဒီဖွားတွေထဲကံကြမ္မာအလားအလာပိုပြီးထူးထူးခြားခြားပွင့်လန်းမဲ့ယာဒီဖွား၄ခုရှိနေပါတယ်အဲ့ဒီထဲမှာတင်ရောပါဝင်နေမလားဆိုတာကြည့်လိုက်ရအောင်ဗျာနံပါတ်1မိတ္တရာယာဒီဖွား Ariesဒီလမှာမိတ္တရာယာဒီဖွားတွေကလုပ်ငန်းခွင်မှာအခွင့်အရေးတစ်တွေရရှိတတ်ပါတယ်အထူးသဖြင့်ကိုယ်တိုင်ဥဆောင်ပြီးလုပ်ရတဲ့အလုပ်တွေမှာအောင်မြင်မှုရဖို့အလားအလာအရန်ကောင်းနေတဲ့လပါပဲနံပါတ်2မေထွန်ယာဒီဖွား Gemini မေထွန်ယာဒီဖွားတွေအတွက်ကတော့လူမှုဆက်ဆံရေးနဲ့စကားပြောဆိုမှုတွေကနေတဆင့်ငွေဝင်လန်းတွေပွင့်လာပါလိမ့်မယ်မမျော်လင့်ထားတဲ့လက်ဆောင်ဒါမှမဟုတ်တည်င်းကောင်းတွေကြားရနေတဲ့လပါပဲနံပါတ်3ကန်ယာဒီဖွား Virgo ကံရဒီဖွားတွေကတော့ဒီလမှာကျမ်းမာရေးရောစိတ်ချမ်းသာမှုရောပြည့်စုံနေပါလိမ့်မယ်။အရင်ကကြိုးစားထားသမျှအရာထင်လာပြီးရလက်ကောင်းတွေခံစားရမယ့်အချိန်ထက်ပါတယ်။နံပါတ်4ဓနုရာဒီဖွား Sagittarius နောက်ဆုံးတစ်ခုကတော့ဓနုရာဒီဖွားတွေပါခရီးသွားလာရင်းကနေအကျိုးအမြတ်တွေရရှိတတ်တယ်လို့ပညာရေးနဲ့ဗဟုသုတပိုင်းဆိုင်ရာမှာလည်းထူးထူးခြားခြားတိုးတက်မှုတွေမြင်တွေ့ရမယ်လို့ဖြစ်ပါတယ်။ဒါကတော့ဒီလရဲ့ကံအကောင်းဆုံးယာဒီဖွား၄ခုပဲဖြစ်ပါတယ်။ကံအကောင်းတဲ့စီးရင်ထဲမှာမပါသေးတဲ့ယာဒီဖွားတွေအတွက်လဲနောက်ထပ်အသေးစိတ်ဟောစာတန်းတွေကိုနက်ခတ်ကနေဆက်တိုက်တင်ဆက်ပေးတော့မှာမို့လို့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။မိတ်ဆွေကတော့ဘယ်ယာဒီဖွားလဲဆိုတာ comment မှာရေးပေးခဲ့ပါဦးဗျာ။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမှာရှိကြပါသေး။